အားလုံးမင်္ဂလာပါကျွန်တော်တော့ Alex လင်းပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အမျိုးသမီးငယ်လေးတယောက်သူမိဘရဲ့အိမ်မက်တွေကသူ့အတွက်ဝင်တော့ဝင်ဖို့ဖြစ်လာတဲ့အခါအလိမ်ပေါ်လိမ်ဆင့်ဘဝနှစ်ခုနဲ့ရှင်သန်နှလုံးသားကိုလိုလိုက်မိတဲ့အဆုံးသတ်မှာလူတက်မှုကိုပါစီစဉ်ဖို့ကြိုးကင်မိပါတော့တယ်အကြောင်းမသိတဲ့သူတွေကိုအယူလုပ်တယ်အကြောင်းသိတဲ့သူတွေကို PPE လှည့်စားနိုင်ခဲ့ပေမဲ့ဘသူဟာများသူ့အလိမ်တွေကိုဘယ်လိုမျိုးဖော်ထုတ်ခဲ့တယ်လဲဆိုတာရဲ့ဂျင်းနဲ့ကြက်ထဲလိမ်ရခက်တဲ့အနေအထားမှာတော့မရအောင်ဘယ်လိုမျိုးလိမ်ဖို့ကြိုးစားခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုသိရမှာပါအကြောင်းအရာလေးကိုစလိုက်အောင်ဗျဖြစ်စဉ်စမှာမျက်နှာဖုံးစောလက်နက်ကင်3ယောက်အိမ်တအိမ်ကိုဝင်တယ်18မိနစ်လောက်ကြာမှပြန်ပြီးတော့ထွက်လာခဲ့တယ်ငွေတွေမယူလူကိုပါတတ်တာအိမ်ရှင်ရဲ့မျိုးသမီးရနေရာမှာပွဲချင်းပြီးပဲအိမ်အောင်စီးနေနေရလဲချိန်နေမကောင်းမျက်နှာကိုပြစ်ခံရတာရှင်မိုးမျိုးလင်းချက်ကတိတ်နေတယ်မသေးပဲကြံခဲ့တာတော့သူတို့ရဲ့သမီးဂျနီဖာစီစီလီယာပန်အသက်က24နှစ်ရုပ်လေးရလဲတနာကမအတန်ရလဲတနာကမနဲ့အရန်တုံလို့ပြီးတော့အရန်လဲကြောက်နေခဲ့တာပေါ့အမေရဆုံးပြီးအဖေရဆေးရုံမှာကိုမာဝင်နေတယ်ရှင်မိုးမရှင်မိုးမသေးကြဘူးပတ်ဝန်းကျင်ရောရဲနဲ့စုံတော့တွေရောဂျနီဖာကိုဂယုဏတက်မိကြတယ်ဒါပေမဲ့အခင်းဖြစ်တဲ့နေရာမှာမျက်မြင်သက်သေအနေနဲ့ရှိခဲ့တာလဲသူနောက်ပြီးတော့911ကိုဖုံးဆက်ပြီးတော့ကြောင်းကြားခဲ့တာလဲသူပဲဖြစ်တဲ့အတွက်တာဝန်ရှိတဲ့အတိုင်းစစ်ဆေးချက်ယူဖို့ရဲစခန်းကိုဖိတ်ခေါ်ခဲ့ရပါတော့တယ်ဟမ်ပန်တို့မိသားစုကတရုတ်လူမျိုးပေါ့အဖေဖြစ်သူဝေဟမ်ပန်နဲ့အမေဖြစ်တဲ့သူဘစ်ဟပ်ပန်နှစ်ယောက်စလုံးက BNN နဲ့ကနေဒါကိုဒုက္ခသည်အနေနဲ့ပြောင်းလာတဲ့သူတွေတော်ရန်တိုမှာတွေ့ပြီးတော့လက်ထက်တယ်လင်မယားနှစ်ယောက်စလုံးကကားအော်တိုပတ်စ်လုပ်တဲ့အဆက်ယုံမှာအလုပ်လုပ်ကြတယ်သမီးနဲ့သားထွန်းကားတယ်လင်ရောမယားရောဟာစူးစားတယ်နောက်ပြီးတော့ငွေကိုတေချာစုတယ်တစ်ချိန်တည်းမှာပဲမိဘနှစ်ပါးသားသမီးတွေကိုပညာရေးမှာထူးချွန်အောင်တွန်းအားပေးတယ်အတင်းအကျပ်ဖိအားပေးတယ်အထူးသဖြင့်အဖေပေါ့သူတို့အမြင်မှာကအတင်းအကျပ်ဖိအားပေးရင်သားသမီးတွေကအောင်မြင်လိမ့်မယ်လို့ယူဆထားတယ်ပြီးတော့သူတို့ကသားသမီးကမိဘထက်သားကိုတာရမယ်အဲ့လိုတွေးခေါ်အဲ့လိုပုံစံနဲ့ပဲထိန်ချောင်းခဲ့တယ်အလုပ်ဖြစ်တယ်ပြောရမယ်မိဘတွေဖိအားပေးလို့သားသမီးတွေအောင်မြင်တယ်လို့ပြောရမယ်ဂျနီဖာပန်သမီးကြီးကအခုဆိုရင် Ryerson University မှာကျောင်းတက်နေတယ်အဲ့ဒီမတိုင်ခင်ကလည်းနာမည်ကြီး Pharmacy School တစ်ခုကနေပြီးတော့မှ Diploma ရပြီးသွားပြီသူကဆန်နီယာတီးတဲ့နေရာမှာလည်းတော်သေးတယ်ရေခဲပြင်စကိတ်စီးတဲ့နေရာမှာလည်းတော်တော်ထူးချွန်တယ်သူ့ရဲ့မောင်လေး Felix ကလည်းနာမည်ကြီး University တစ်ခုကနေပြီးတော့ Engineering နဲ့ဘွဲ့ရထားသေးတယ်နှစ်ယောက်စလုံးအနာဂတ်တွေလှနေတယ်ခြုံပြောရင်ရွှေပြောင်းအခြေချနေထိုင်သူတွေလိုချင်တဲ့ဘဝမျိုးသူတို့မိသားစုပိုင်ဆိုင်ထားတယ်လက်ရှိမှာအိမ်ကြီးအိမ်ကောင်းမှနေနိုင်တယ်ကားကောင်းကောင်းနှစ်စီးလည်းရှိတယ် Lexus နဲ့ Mercedes အနာဂတ်ကောင်းတဲ့သားသမီးနှစ်ယောက်လည်းရှိတယ်ဒါပေမဲ့အဲ့လိုຢာတွေကပဲလူရက်သူတွေပြစ်မှတ်ထားစရာမျက်စိကျစရာဖြစ်လာသလားဆိုပြီးတော့ရဲတွေနဲ့စုံတော့တွေကောက်ချက်ချတယ်ဖြစ်နိုင်ကြီးလည်းရှိရလေအခင်းဖြစ်တဲ့အချိန်ဂျနီဖာပန်အပေါ်တန်းမှာဖုံးသုံးနေတာနားထဲမှာတယောက်ယောက်တက်လာတဲ့အတန်တက်လာတဲ့သူကလည်းမိဘမဟုတ်မှန်တန်တီလို့လူစိမ်းခြေတံမလို့သူကဘယ်သူလဲဆိုတာသိဖို့တကားကိုဖွင့်ပြီးတော့ချောင်းမဲ့လုံးမှာတနက်နဲ့အချိန်ခံနေရပြီသူမိဘနှစ်ယောက်လည်းသူ့လိုပဲဝင်လာတဲ့တနက်ကင်3ယောက်ကမိသားစု3ယောက်ကိုနောက်ကနေတနက်နဲ့တိတ်ပြီးငွေဘယ်မှာထားလဲလို့မေးခဲ့တယ်လက်နက်ကင်3ယောက်ထဲကတယောက်ကဂျနီဖာကိုဆွဲခေါ်သွားပြီးတော့နောက်ကနေလက်ပြန်ကြိုးကိုဖနှက်ချီတဲ့ကြိုးနဲ့တုပ်လိုက်တယ်တခန်းဝင်တစ်ခွန်းတစ်ခွန်းငွေရှာတဲ့အခါမှာဂျနီဖာကိုကူပြီးတော့ရှာခိုင်းတယ်ဂျနီဖာရဲ့ထွက်ချက်အရ3ယောက်စလုံးကလူမဲတွေအမျိုးသားတွေဂျနီဖာသူစနေရတင်ပေးပြီးတော့ရထားတဲ့ငွေဒေါ်လာ2500နဲ့ညအိတ်မီအိမ်ထဲမှာသူ့မိဝတ်ထားတဲ့ဒေါ်လာ1100ပေးခဲ့တယ်ကျူးကျော်လာတဲ့သူတွေကဒီလောက်နဲ့မရအောင်သူတို့ကငွေအများကြီးရဖို့လာခဲ့တာလို့ပြောတယ်အဲ့နောက်လက်နက်ကင်3ယောက်ထဲကတယောက်ကဂျနီဖာကိုနောက်ကနေတနက်နဲ့တိတ်ကျိုးတုပ်ရက်သားနဲ့ပဲအပေါ်ဓာတ်ကိုခေါ်ပြီးတော့သူ့ကိုလှေကားလက်ရန်အတိုင်းနဲ့တွဲပြီးတော့ခြိထားလိုက်တယ်အဲ့ဒီအချိန်ထိကိုဂျနီဖာအောက်မှာကြံခဲ့တဲ့လက်နက်ကင်2ယောက်နဲ့သူ့မိဘနှစ်ပါးတို့စကားပြောတဲ့တန်ကိုကြားနေရတော့မယ်တကယ်တမ်းတော့လက်နက်ကင်2ယောက်ကပဲပြောနေခဲ့တဲ့စကားတန်ပေါ့သူတို့ပြောတဲ့စကားထဲမှာလက်နက်ကင်2ယောက်ထဲကတယောက်ကသူ့မိဘတွေကိုဟိုဘက်ကိုလှည့်လို့မိန်ပေးတဲ့တန်ရဲ့လက်နက်ကင်ချင်းချင်းခေါင်းမော်ကိုတာဝါတွေပြစ်တင်လိုက်လို့ပြောပြီးတဲ့နောက်မှာတနက်ပြစ်တန်တွေဂျနီဖာဆက်ပြီးတော့ကြားလိုက်ရတယ်ပြီးတော့သူတို့တွေရှာတဲ့ဖွေတဲ့တန်တချို့ကြားပြီးတဲ့နောက်ထွက်သွားတယ်အဲ့ဒီအချိန်မှာပဲဂျနီဖာ911ကိုဖုန်းဆက်ပြီးတော့အကူအညီလှမ်းတောင်းတယ် George is broken. So I'm broken and I heard shots like pop. I don't know what's happening. I'm tied upstairs. အဲ့မဲ့ရဲတွေအတွက်တချို့ချက်လက်ကမရှင်းဘူးလူ2ယောက်တောင်တက်ပြီးသွားပြီဘာဖြစ်လို့နောက်ဆုံးတစ်ယောက်ကိုတက်သိနေနဲ့ခြံခဲ့သေးလဲနောက်တစ်ချက်ကအိမ်ကကောင်တာလိုနေရာမျိုးမှာအလွယ်တကူယူသွားလို့ရတဲ့ပတ်စံတွေကြံနေခဲ့တယ်နောက်ဆုံးတစ်ချက်ကပုံမှန်အားဖြင့်လူတွေတက်ပြီးသွားရင်ကားတွေယူသွားလေးရှိတာကိုသူတို့ကားယူမသွားဘူး Lexus Mercedes ကားအကောင်စားနှစ်စင်းသလုံးဘာမှထိမသွားဘူးအဲ့ဒီအခါမှာတခုခုတော့လွဲနေပြီဆိုပြီးတော့ရဲစခန်းကယူဆတယ်
ရဲတွေတန်တရားရှင်းသွားအောင်လို့လက်ပြန်ကြိုးတုတ်ခံရတဲ့အနေထားကနေရှေ့ပေါင်းပြီးအိတ်ကက်ထဲမှာရှိတဲ့ဖုန်းကိုဘလို့ယူပြီးတော့911ကိုဘလို့ဖုန်းဆက်အကူအညီတောင်းခဲ့လဲဆိုတာသိချင်လို့ဂျနီဖာကိုရဲစခန်းကိုခေါ်တရုပ်ပြခိုင်းတယ်အဲ့ဒါနဲ့တင်သူတို့မကျေနပ်သေးဘူးဂျနီဖာရဲ့အမေအတူပါမှာတော့သူ့သမီးကဘလို့အမူအရာရှိသလဲဆိုတာကိုစုံနောက်တယောက်ကိုလွှတ်ပြီးတော့စောင့်ကြည့်ခိုင်းတယ်ရဲတွေသူတို့ဘောင်ထဲမှာလုံနိုင်တာတော့ဒါအကုန်ပဲသူတို့တန်တရားရှိတဲ့မသေးကြဘူးလို့သူတို့ထင်တဲ့အရာတွေကိုမေးတယ်မြန်းတယ်ဒါအပြင်သူတို့ဘာမှလုပ်လို့မရဘူးမေးတဲ့မြန်းတဲ့နေရာကလေသူတို့တွေဘာမှလည်းအစာဆွဲထုတ်လို့မရဘူးလက်ရှိမှာအမှုကိုဆက်ပြီးတော့လိုက်နိုင်ဖို့လမ်းစာလည်းပြောင်းနေတယ်သူတို့အတွက်ဒီတိုင်းလွတ်ပေးလိုက်ရတော့မယ့်ပုံစံဖြစ်နေတယ်ဒါပေမဲ့ကန်တရားအထူးဆန်းတယ်မျက်နှာကိုတနက်နဲ့အပြစ်ခံရပြီးသေပြီးတော့အားလုံးကယူဆထားတဲ့သူနေရာတွေမှာလည်းမသေးဘူးပြီးတော့ဆေးရုံမှာကိုမဝင်နေတယ်ပြန်ပြီးတော့ကောင်းလာဖို့အင်မတန်ခက်ခဲတဲ့သူတယောက်ပြန်ပြီးတော့ကျမ်းမာလာတယ်ပြီးတော့သူအမှုစစ်ချက်တွေပေးနိုင်တဲ့ချိန်မှာတော့အားလုံးအံ့အားသင့်ခဲ့ရပါပြီဖေးဖြစ်တဲ့သူစီကအဖြစ်ပြက်ကြောင်းကိုစစ်ချက်ယူပြီးတဲ့နောက်ပိုင်းမှာတော့ရဲတွေသူတို့ဂျနီဖာစီကကြားသမျှအကုန်လုံးနှီးပါးကအလိန်နေအညာတွေဆိုတာသူတို့သဘောပေါက်သွားခဲ့တယ်ထပ်ပြီးတော့ပို့ပြီးတော့အံ့ဩစရာကောင်းတာအဲ့ဒီအချိန်အဲ့ဒီခိုက်တန်တီကိုရဲတွေတိထားရတာရောဖေးတိထားတာရောဂျနီဖာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အကြောင်းဆုံးလက်တွေ့ဘဝအမှန်မဟုတ်သေးဘူးတဆင့်ပြီးတဆင့်ကိုကြံသေးတာပါဆက်နာထောင်ပြပါခင်ဗျအဲ့ဒီနေ့ဖြစ်ပြမှာဆိုရင်သမီးဖြစ်တဲ့သူကလှေကားပေါ်ကဆင်းလာတယ်ကြိုးတုပ်ခံထားရတာလည်းမရှိဘူးလာတဲ့3ယောက်ထဲကအဖြူတကောင်နဲ့သူ့သမီးကရင်းနှီးတဲ့ပုံတောင်ပေါ်သေးတယ်ပြီးတော့လောလောလတ်လတ်မကြသေးခင်ကမှသူ့အမေကိုတနက်နဲ့ပြစ်တက်ထားတဲ့ကောင်နဲ့သူ့သမီးနဲ့ကပယောပယီဘလူးပလဲလုံနေတာတဲ့ဒီเจ้าရအောင်ကြားပြီးတဲ့နောက်ပိုင်းမှာတော့ရဲတွေအနေနဲ့ဂျနီဖာကိုတန်တရားဝင်တဲ့အဆင့်ကနေတရက်ခန့်အဆင့်ထီတောင်တတ်မှတ်လိုက်ပါပြီအဲဒါကြောင့်သူ့ကိုရဲစခန်းကိုပြန်ပြီးတော့ခေါ်တယ်စစ်တယ်9နာရီတောင်ကြာတယ်အဲ့လိုစစ်တဲ့အချိန်ကြတော့မှပထမအဆုံးချိန်သူတို့ကိုဂျနီဖာပြောပြခဲ့တဲ့အကြောင်းအရာအကုန်လုံးဒီပါကအလေအညာတွေကြီးပဲဆိုတာကိုသူတို့သဘောပေါက်လာတယ်တနည်းအားဖြင့်ဂျနီဖာရိုက်တဲ့ရုပ်ရှင်ကိုသူတို့ကြည့်ခဲ့ရတာပေါ့ဂျနီဖာရဲ့ဒုတိယအချိန်ပေးတဲ့ဖြောင်းချက်ကတော့သူစိတ်အယမ်းညစ်လို့ကိုတက်သေးဖို့ကြိုးစားတယ်ဒါပေမဲ့အထမမြောက်ခဲ့ဘူးတေးရမှာကြောက်နေလို့အဲ့ဒါကြောင့်မလို့လူသက်သမားငားပြီးတော့တိုက်ရင်တော့အလုပ်ဖြစ်မှာပဲကိုတက်သေးမယ်ဆိုပြီးတော့လူသက်သမားငားတယ်ဒါပေမဲ့လူသက်သမားကတက်ဖို့အတွက်လမ်းထဲကိုရောက်တဲ့အချိန်ကြတော့မှပဲသူစိတ်ပြောင်းသွားတယ်မတက်ပါနဲ့လို့သူအစီအစဉ်ပြောင်းပေမဲ့ order ကတော့လမ်းထဲကိုရောက်နေပြီအဲ့ချိန်ကျမှ cancel လုပ်ရတယ်ဆိုပြီးတော့လူသက်သမားဒီ cancellation fee တောင်းတယ်တောင်းပေမဲ့သူကမပေးနိုင်ဘူးဒေါ်လာ1000အဲ့ဒီခါမှာသူ့ကိုလာတက်ဖို့ရှိတဲ့လူသက်သမားတွေကသူ့ကိုဒေါသထွက်လို့မတက်တော့ဘဲနဲ့သူ့မိဘကိုတက်ပြီးတော့ပဲပြန်သွားတယ်ဆိုပြီးတော့ရဲကိုဖြောင်းချက်ပေးပါတယ်ဒီတစ်ချိန်မှာတော့တာဝန်ရှိသူတွေကဂျနီဖာရဲ့ဖြောင်းချက်ကိုလွယ်လွယ်နဲ့မယုံတော့ပါဘူးဒါကြောင့်မလို့အမှုတွဲထဲမှာလည်းပါတယ်သူ့ကောင်လေးလည်းဖြစ်တဲ့ဒန်နီယယ်ဝမ်ကိုရဲစခန်းကိုခေါ်ပြီးတော့စစ်တဲ့အချိန်ကျတော့မှကောင်လေးနဲ့ကောင်မလေးကဒီလိုမျိုးခွဲပြီးတော့မှအစ်စ်ခံရဖို့ကိုကြိုပြီးတော့စီးဝါးရိုက်ထားတာမလုတ်ထားဘူးဆိုတာရဲတွေသိလိုက်ရတယ်ရဲတွေအတွက်တော့သတင်းကောင်းပေါ့ပြီးတော့နှစ်ယောက်စလုံးကအမှန်ကိုပြောဖို့ထွက်လိန်ဖို့ပဲအာတန်နေတယ်ဆိုတာကိုလည်းသူတို့တွေတစ်ချိန်တည်းမှာသိလိုက်ရတယ်စီဝါကြိုက်မထားတဲ့အတွက်ဂျနီဖာရှေ့ရလိန်သမျှကိုဒန်နီယယ်ကနောက်ကလိုက်ပြီးတော့ဖော်နေတဲ့ပုံစံဖြစ်သွားပါပြီဒန်နီယယ်ထွက်ချက်ရဂျနီဖာသူ့မိဘကိုတေဖို့ကိုပိုင်းဖြတ်ထားတယ်မသေးအောင်တတ်မယ်ဆိုပြီးတော့ရည်ရွယ်ချက်ထားတာကိုရဲတွေအရင်ဆုံးသိသွားပါပြီနောက်ပိုင်းစင်ရင်နဲ့လူသက်သမားနဲ့ပတ်သက်တဲ့အချက်လက်ကို contact ကိုပေါ့ကောင်လေးရတဆင်ကောင်မလေးရသွားတာပါဒန်နီယယ်ကဂျနီဖာကိုဖုန်းတစ်လုံးပေးတယ် iPhone အဲ့ဒီဖုန်းထဲမှာပါတဲ့စင်ကတ်ထဲမှာလူသက်သမားရဲ့ contact ကိုထည့်ထားတယ်ဒီအကြောင်းကိုဂျနီဖာကိုပြောပြပြီးတော့မှအဲ့ဒါမှန်သလားမေးတော့ဖုန်းနဲ့စင်ကတ်တော့ရတယ်ဒါပေမဲ့စင်ကတ်ကဘယ်လိုမှမသိဘူးပျောက်သွားတယ်ဆိုပြီးတော့ထွက်ချက်ပေးပါတယ်ရဲတွေကယုံပါလားမယုံပါဘူးသူပျောက်တယ်ဆိုတာဒီသူအစဖြောက်လိုက်တယ်ဆိုတာအားလုံးကသဘောပေါက်ပြီးသားပါဂျနီဖာကစင်ကတ်ကိုဖျောက်ဖျက်ပလိုက်ပေမဲ့ဖုန်းကိုတော့ဆက်ပြီးတော့သုံးနေတော့မှသူမသိတာကဖုန်းထဲကနေတဆင့်အဲ့ဒီ message တွေကိုပြန်ပြီးတော့ recover လုပ်လို့ရတယ်ဆိုတာသူမသိပါဘူးအဲ့ဒီခါမှရဲတွေကသူ့ဖုန်းကိုတောင်းတယ်ပြီးတော့ message တွေကို recover လုပ်ခဲ့တယ်ဆိုတော့အရင်တော့ကသူလူသက်သမားတွေနဲ့ပြောထားတဲ့အကြောင်းအရာတွေအကုန်လုံးကိုပြန်ပြီးတော့ message ကနေဖတ်လို့ရပါတယ်များများဆဆမဖတ်လိုက်ရပါဘူးလွန်ခဲ့တဲ့ message အခု100လောက်သွားလိုက်တာနဲ့ပဲအဖြစ်ပြအစအဆုံးကိုသူတို့ကောင်းကောင်းသဘောပေါက်ပြီးတော့နားလည်သွားပါပြီအဲ့ဒီခါမှဂျနီဖာကသူ့မိဘကိုတတ်တဲ့သူတက်ဖို့ကြံစီတဲ့သူအနေနဲ့ပူပေါင်းပါဝင်ခဲ့တယ်ဆိုတာရောကျိုးကင်ခဲ့တယ်ဆိုတာရောအားလုံးရှင်းရှင်းလင်းလင်းသိသွားပါပြီဂျနီဖာကိုနေရာထဲမှာပဲတန်ပြီးတော့ဖန်လိုက်ပါတော့တယ်ခင်ဗျဂျနီဖာရဲ့ဒန်နီယယ်နဲ့တနက်သမားတယောက်ကထောင်ဒဏ်25နှစ်စီကြာသွားပါတယ်ပြစ်မှုထင်ရှားလို့ပါ
ဒီလိုပြစ်မှုထင်ရှားဖို့အတွက်ကိုလည်းအမှုရဲထဲမှာပါနေတဲ့ကျန်တဲ့တနက်သမားတယောက်ကတရားရုံးနဲ့အပေးယူလို့သူ့ကိုပြစ်ဒဏ်ရှော့ပေါ့ပေးပါမယ်ဆိုတဲ့အပေးယူနဲ့တူသူကအပြစ်ရှိတဲ့အကြောင်းကိုဝန်ခံပြီးတော့အမှုကိုအကုန်လုံးဖော်လိုက်တာပါသူလည်းထောင်ထဲရောက်သွားပါတယ်သူကတော့18နှစ်ပေါ့ခြုံပြီးတော့ပြောရရင်အကုန်လုံးထောင်ထဲရောက်ပါတယ်ခင်ဗျလွတ်လန်းလုံးဝမရှိတာကိုသိလိုက်ရတဲ့အချိန်ကျတော့မှဂျနီဖာအဖြစ်အပျက်တွေအကုန်လုံးကိုဖွင့်ဟပြီးတော့ဝန်ခံလာပါတော့တယ်အဲ့ဒီအဖြစ်အပျက်သူ့ရဲ့ဝန်ခံချက်တွေသိလိုက်ရတာရဲတွေမကဘူးသူ့ဖေပါအံ့အားသင့်သွားခဲ့ရပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့ဂျနီဖာနဲ့ပတ်သက်ပြီးတော့သူတို့မြင်နေကြားနေသိနေရတဲ့အကြောင်းအရာအကုန်လုံးဒီပါကအလိန်အညာနဲ့စင်လုံးနေကြီးပါပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့သူ့ကိုဘဝနှစ်ခုနဲ့နေတယ်ဆိုတဲ့အကြောင်းကိုဇလန်စာမှာပြောခဲ့တာပေါ့ဘလို့လိန်ခဲ့တယ်လဲသူပြဆက်ဘလို့တောက်လျှောက်ရိုက်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်အခုမှသူ့ရဲ့ဇလန်လေးစမှာပါဖြစ်ရမှာဂျနီဖာတယောက်တည်းတော့အပြစ်တင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သားသမီးမိဘဆက်ဆံရေးကသူ့ကိုဒီနေထားထရအောင်တွန်းပို့ခဲ့တာပါဂျနီဖာရဲ့တငယ်ချင်းတွေအမြင်ရဂျနီဖာရဲ့မိဘတွေအထူးသဖြင့်အဖေက Classic Tiger တဲ့ပြောရင်တော့သားသမီးကိုအရန်ကိုတင်းကျပ်တဲ့အဖေထဲမှာသူကထိတ်ဆုံးပါပေါ့နောက်အမေဖြစ်သူကလည်းအဲ့ဒီအဖေကိုနောက်ကနေပင်ပေးတဲ့သူဂျနီဖာအသက်4နှစ်ကလေးကနေပြီးတော့ piano သင်ခန်းစာရေးစပြီးတော့သင်ရတယ်ရေခဲပြင်စကိတ်စီတာစသင်ရတယ်သူကိုယ်တိုင်ကလည်းတနေ့မှာ Olympic Figure Skating Champion ဖြစ်ဖို့လည်းမျှော်လင့်ချက်ရှိခဲ့တယ်သူဒူအယွတ်ထိခိုက်တိုင်ရမရခင်ချိန်ထိပေါ့ပြောရမယ်ဆိုရင်တော့ကလေးငယ်ငယ်သက်4နှစ်လောက်ကလေးကနေ့စဉ်နဲ့မြ training တွေ school တွေ extracurricular activity အဲ့ဒါတွေနဲ့ပဲသူကကြီးပြင်းလာခဲ့ရတာသူ့အတွက် fan ဆိုတာမရှိခဲ့ဘူး။ကျောင်းစာပြင်တခြားစိတ်တွေဝင်มาဆိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျောင်းကနေလုပ်ပေးတဲ့ကာပွဲတွေပါလေကလေးရမတက်ရအောင်။ရုပ်စာဆုံးသူ University တက်တယ်ဆိုပြီးတော့မိဘကိုလိန်ထားတဲ့အချိန်။အဲ့ဒီအချိန်မှာတော့မှသူအသက်22နှစ်သူ့မိဘကသူ့ကို party သွားတာမျိုးတွေနောက်တငယ်ချင်းအိမ်သွားလဲတာမျိုးတွေမိဘမပါပဲ vacation သွားတာမျိုးတွေနောက်ရက်တောက်တာမျိုးတွေကိုခွင့်ပြုပေးမထားဘူး။ဒါပေမဲ့သူကလည်းမိဘကိုလိန်ခဲ့တာပါပဲ။ဂျနီဖာအတော်ဆုံးထဲမှာမပါဘူးဆိုရင်တော့မှအညံဆုံးထဲမှာလည်းမပါဘူး။အထိုက်တင်လျောက်သူကထက်မြက်မှုရှိပါတယ်အတန်းငယ်တုန်းကလည်းသူရတဲ့ grade တွေကကောင်းတယ်ထက်တန်းကျောင်းရောက်တဲ့အချိန်ဒီကိုသူ့ရဲ့ရတဲ့ grade တွေကထိတ်ဆုံးကမဟုတ်ပေမဲ့အောက်ဆုံးကလည်းမဟုတ်ဘူးဒါပေမဲ့မိဘကမျှော်လင့်ချက်ကိုအရန်ကြီးပြီးတော့မှအကုန်လုံးဘာနေနေအကုန် A ပဲရမယ် straight A ပဲလိုချင်တယ်ဆိုတော့သူအနေနဲ့အကောင်ဆုံးစူးစမ်းပြီးတော့မရလာတဲ့ခါကျရင်သူကအိမ်ကိုပေးတဲ့ report card တွေကိုသူပြုပြင်ပြောင်းလဲတာတွေလုပ်တော့တယ်အဲ့ဒီကနေစပြီးတော့မှသူလိန်တော့တာပါပဲသူ12တန်းရောက်တဲ့ချိန် calculus သင်ချာ class တစ်ခုမှာ fail သွားတဲ့အတွက် Ryerson University ကနေပြီးတော့သူ့ရဲ့ early admission ကိုပယ်လိုက်တယ်ပြောရင်တော့တက္ကသိုလ်ကသူ့ကိုညှင်းလိုက်တာပေါ့ဒါပေမဲ့ဒီအဖြစ်မှန်ကိုပြောလိုက်ရင်သူ့ရဲ့မျှော်မှန်းချက်ကြီးတဲ့မိဘတွေရန်ပုံမိကြတော့သားထွက်မှာဖြစ်တဲ့အတွက်သူလိန်ရတော့တယ်အိမ်ကတော့ University သွားရဲဆိုပြီးတော့ထွက်သွားတယ်ဒါပေမဲ့သူကစားတောက်ဆိုင်တွေမှာအလုပ်လုပ်တယ်ကဖေးဆိုင်တွေမှာထိုင်ပြီးတော့သူ piano lesson တွေပေးတယ်အဲ့လိုနဲ့ပတ်စံရှာတယ်လိန်နေပို့ပြီးတော့ပြည်ပြင်သွားအောင်လို့အတွက်အကြောင်းကနေပေးတဲ့ scholarship ရတယ်ဆိုပြီးတော့မိဘတွေကိုထက်လှိမ့်တယ်အကြောင်းစုံမသိတဲ့မိဘတွေကတော့သူတို့သားသမီးလေးအတွက်ဆိုတော့ခုံယူပြီးတော့ပျော်ရွှင်နေတာပေါ့အကြောင်းစုံဖြစ်မှန်တာသိရင်မိဘတွေယဉ်ကျိုးအောင်ပါဘာဖြစ်လို့လဲဆိုတော့အပြင်ကိုသူထွက်သွားတာကကျောင်းတက်ဖို့လည်းမဟုတ်ဘူးဒီတစ်ခါသူရီးစားနဲ့သွားပြီးတော့တွေ့ဖို့ပါသူအပြင်မှာကောင်လေးတယောက်တွေ့ထားတယ်သူကောင်လေးနာမည်ကဒန်နီယယ်ဝွန်သူလုပ်တဲ့အလုပ်ကမယ်ရီဝါနာဆေးကြောက်တွေဖြန့်တဲ့အလုပ်ပါတွဲပြီးသိမကြခင်မှာပဲဒန်နီယယ်ဝွန်နဲ့အတူနေလို့ရအောင်ခံပြောင်းလာတယ်မိဘတွေကိုပေးတဲ့အကြောင်းပြချက်ကတော့ကျောင်းသားနီနီနန်းနာနေရင်ကားမောင်းစရာတိတ်မလိုတဲ့အတွက်အချိန်ပိုထွက်လာမယ်ပိုထွက်လာတဲ့အချိန်ကိုစာလုပ်မယ်ဆိုပြီးတော့ပေါ့ဘွဲယူဖို့အချိန်လဲရောက်လာရောလက်မှတ်တူဝယ်ပြီးတော့အိမ်ကိုပေးလိုက်ပါတယ်တကယ်တမ်းမှာသူကအဲ့ဒီချိန်ထိ high school တောင်ပြီးသေးတာမဟုတ်ပါဘူးဂျနီဖာတယောက်ဘွဲအတူယူပြီးတဲ့နောက်မှာအပြင်ထွက်လို့ကောင်းအောင်ခေါင်းစဉ်ရှားပါတော့တယ်။ကျောင်းလှည့်ပြီးသွားပြီဆိုတော့အခုတစ်ခေါက်ကတော့အလုပ်ပေါ့။နေမကောင်းတဲ့ကလေးတွေကိုပြုစုပေးခြင်းလို့ဆိုပြီးတော့ဆေးရုံမှာလုပ်အားပေး volunteer လုပ်တယ်ဆိုပြီးဒီတစ်ခေါက်မှာလိမ့်တယ်။အဲ့ဒီကနေစပြီးတော့မိဘအတန်တရားဝင်လာပါပြီ။ဘာဖြစ်လို့လဲဆိုတော့ဆေးရုံသွားတယ်ဆိုရင်ကျွန်တော်တို့ uniform တို့ ID တို့ badge တို့သူကတခုမှပါမသွားလို့ပါ။တရက်မှာတော့အမေဖြစ်သူ beach band ကသူ့သမီးကိုနောက်ရောက်ခံလိုက်ပြီးတော့ကောင်လေးနဲ့ချင်းတွေ့နေတာကိုပတ်ပင်မိပါတော့တယ်အဲ့လိုမိတဲ့အချိန်ကျတော့မှဂျနီဖာရီးစားရှိနေတယ်ဆိုတာရော high school မပြီးသေးဘူးဆိုတာပါမိဘတွေသဘောပေါက်သွားပါတော့တယ်အိမ်ကဒေါသပုံထားတာပေါ့ဖအေးကအိမ်မောကနေမောင်းချဖို့လုပ်ပေမဲ့အမေကတားလို့မောင်းမချဖြစ်ဘူးဒါပေမဲ့အဲ့နောက်ပိုင်းမှာတော့ high school မပြီးသေးရင် high school ပြီးအောင်ဆက်လုပ်ဖို့အိမ်ကတိုက်တွန်းလို့သူဆက်လုပ်တဲ့အချိန်မှာ high school တော့ပြီးသွားပါတယ်အဲ့အချိန်ကစပြီးတော့ဒန်နီယယ်ဝေါန်နဲ့ဂျနီဖာလည်းဆက်ပြီးတော့မတွေ့ရတော့ပါဘူးဒါပေမဲ့သူတို့ခိုးပြီးတော့အဆက်အသွယ်တော့လုံနေတော့မှာပဲအိမ်ကအဲ့ဒီနောက်အလွတ်မပေးတော့တာကြောင့်2နှစ်လောက်ခိုးတွေ့တာပဲလုပ်ပြီးရတဲ့နောက်မှာဒန်နီယယ်ကဂျနီဖာကိုပြက်ချင်လာပါတော့တယ်။ကောင်မလေးအစ်စ်ရတာကြောင့်လည်းပါပါတယ်။ဒန်နီယယ်ရီစားအစ်စ်ရသွားတာသိသွားပြီးတဲ့နောက်ဂျနီဖာကကောင်လေးသူ့စီပြန်လဲလာဖို့အတွက်လိန်စင်တွေလုတ်ပြန်มาတော့တယ်။ဇလန်ကတော့ဒီလိုပါရဲတယောက်တရက်သူ့အိမ်ကိုရောက်လာတယ်။ရဲမှာဘတ်ချ်လဲပါတယ်။ရဲရောက်ပြီးခဏနေတော့ယောက်ျားတွေအများကြီးအိမ်ကိုဝင်လာပြီးသူ့ကိုအုပ်စုဖွဲ့ပြီးတော့မဒိန်ကျင်နဲ့ဒါတွေမကဘူး။သူ့နာမည်နဲ့လိမ့်မှုပြီးကြီးစံတရောင်စာတိုက်ကလက်ခံရရှိပါတယ်ဆိုပြီးတော့ပေါ့။ဒါတွေအကုန်လုံးကဒန်နီယယ်ရီစားအစ်စ်ကသူ့ကိုလောက်ကျန်တာပါဆိုပြီးတော့ဂျနီဖာကပြောပြပါတယ်2010 Spring နေဦးပေါက်မှာဂျ
ဂျနီဖာတယောက် high school တုန်းကသူ့ရဲ့တငယ်ချင်း Andrew ဆိုတဲ့တယောက်နဲ့ပြန်တွေ့တယ်ဂျနီဖာရဲ့ပြောရ Andrew က high school မှာတုန်းကလူတွေကိုဓာတ်နဲ့ထောက်ပြီးတော့ဓမြတိုင်ရင်ကောင်းမှာပဲလို့ပြောခဲ့ဘူးတာပါဂျနီဖာရဲ့ဆိုတော့ Andrew ကညင်းထားပါတယ်ဒါပေမဲ့ Andrew စီကထပ်ပြီးတော့သိရတာကသူကနေတဆင့် Ricardo Dugan ဆိုတဲ့တငယ်ချင်းတယောက်ကိုဂျနီဖာသိသွားတယ်ဒူကန်ကိုဂျနီဖာကဒေါ်လာ1500ပေးပြီးတော့အလောက်ကပါကင်းလော်မှာသူ့ဖေကိုတက်ခိုင်းတာပါဒါပေမဲ့ဒူကန်ကိုရဲတွေကခေါ်စစ်တဲ့အချိန်မှာတော့သူ့ကိုဂျနီဖာဒေါ်လာ200တော့ပေးဘူးပါတယ်ညဘက်ထွက်လဲဖို့ပါဒါပေမဲ့နောက်ပိုင်းမှာသူ့ဖေကိုတက်ဖို့ကိုဂျနီဖာစီးအောင်တာကြောင့်သူကပတ်စံကိုပြန်ပေးခဲ့တယ်ဆိုပြီးတော့ညင်းချက်ထုတ်ထားပါတယ်ဒီဇက်လန်တိုလေးမှာတော့ဘသူကအမှန်ပြောလဲဆိုတာအခုချိန်ထိမသိသေးပါဘူးအဲဒီနောက်မှာဂျနီဖာနဲ့ဒန်နီယယ်ကပြန်ပြီးတော့တွဲနေကြပါပြီဒီတစ်ချိန်မှာတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့ဂျနီဖာရဲ့မိဘတွေတက်ဖို့ကိုအစီအစဉ်ဆွဲထားတယ်ဒေါ်လာ1000ပေးပြီးတော့လူသက်သမားငှားမယ်မိဘတွေတည်သွားခဲ့ရင်ဂျနီဖာဒေါ်လာ9သိန်းလောက်အမွေရမှာဖြစ်ပျက်ကြီးပြီးသွားရင်သူတို့နှစ်ယောက်အတူတူနေလို့ရပြီမိဘကိုပြန်တက်မဲ့အစီအစဉ်အကောင့်ထဲပေါ်ဖို့အတွက်ဂျနီဖာကို Ryan ဆိုတဲ့လူတစ်ယောက်နဲ့အဆက်အသွယ်လုပ်ပေးတယ် Ryan ကသူအကူအညီလိုတယ်ဒါကြောင့်မလို့ Sean ဆိုတဲ့လူတစ်ယောက်ကိုထပ်ပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းတယ် Sean က David ဆိုတဲ့လူတစ်ယောက်ကိုထပ်ပြီးတော့လွှဲပေးတယ်နောက်ပိုင်းမှာသိရတာက David ဆိုတာက2009မှာတခြားလူသတ်မှုတစ်ခုကိုကျူးလွန်ခဲ့တယ်ဆိုတာပါပဲအခင်းဖြစ်တဲ့နေ့ရောက်လာပါပြီ2010 November 10 ရက်နေ့ Unionville Ontario မှာပေါ့ဂျနီဖာအိယာမွင်ငယ်လူသက်သမားတွေဝင်လာဖို့အရှိတကားကိုဖွင့်ဖုံးဆက်ပြီးတော့အချက်ပြခဲ့တယ်နောက်မှာတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းဝင်လာတယ်အဖေနဲ့မေကိုပြစ်သွားတယ်သူကပန်းနှုတ်သွေးလုပ်ပြီးတော့911ကိုဖုံးဆက်အကြောင်းကြားပြီးတော့အကူအညီတောင်းတယ်တရားရုံးကဂျနီဖာဒန်နီယယ်နဲ့ဒေးဗစ်ကိုထောင်ဒဏ်25နှစ်စီပြစ်ဒဏ်ကြားမှတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်ပြစ်ဒဏ်မစစ်ခင်ခံဝန်ပေးဖို့ကိုလည်း3ယောက်စလုံးမရပါဘူး Brian ကတော့တရားရုံးနဲ့ဘေးယူလို့အပြစ်ရှိကြောင်းလည်းဝန်ခံလိုက်တော့ထောင်ဒဏ်18နှစ်ပဲကြာခံရမှာပါသူကတော့ပြစ်ဒဏ်9နှစ်ခံပြီးတဲ့နောက်ပိုင်းမှာခံဝန်တောင်းဆိုခွင့်လည်းရှိပါတယ်ဇလန်နဲ့မှာပြောခဲ့တဲ့ Tiger Parenting ဆိုတာအေရှားမှာပို့ပြီးတော့အတွေ့များပါတယ်သားသမီးကိုပညာရေးမှာဆိုရင်လည်းထိတ်ဆိုးမရောက်ရအောင်ဒါမှမဟုတ်ရင်ကျောင်းစာပြင်ပကိစ္စရပ်တွေမှာဥပမာဂီတတို့အားကစားတို့မှာဆိုရင်လည်းထိတ်ဆုံးရအောင်တင်းတင်းကြပ်ကြပ်လုပ်ပေးမှရမယ်ဆိုတဲ့ပုံစံနဲ့သားသမီးကိုအုပ်ချုပ်တာမျိုးပြောတာပါဒီကိစ္စမှာဆိုရင်ဂျနီဖာမကောင်းတာလည်းအမှန်ပါအပြစ်ရှိပါတယ်သူမိဘအနေနဲ့ကလည်းပညာရေးမှာရောဂီတနဲ့အားကစားမှာပါသမီးကိုထူးချွန်တာသိကြအောင်လို့မညာမတာကြိုးပမ်းခိုင်းတာကလည်းလွန်ပါတယ်ခင်ဗျဒီနေရာမှာကိုကြီးဖေးမပံ့ပိုးပေးတာနဲ့မလိုလားအပ်တဲ့ဖိအားပေးပြီးတော့ကြိုးစားခိုင်းတာလုံးမတူဘူးဆိုတာကိုရှင်းအောင်ပြောပြသေးကိုယ့်ရဲ့အတ္တကိုရောင်တင်ဖို့သားသမီးရဲ့ခံစားမှုနဲ့စိတ်ကျန်းမာရေးကိုချနှင်းသလိုမျိုးမဖြစ်မိစေဖို့အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကလေးများကအသက်ငယ်ပေမဲ့ခံစားတဲ့မှတ်မိတဲ့စိတ်တန်ရာရတတ်ပါတယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပြရသေးဟုတ်ကဲ့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Alex Lin Storyteller ပါနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်ခင်ဗျ